ဒီနေ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်တွေပရမကျမ်းစာနဲ့အင်္ဂလိပ်ကြည့်မယ်ဆိုလို့ရှိရင်လက်ထက်ထိန်များခြင်းနဲ့ဆိုင်တဲ့အရာလေးတွေကိုအသုံးပြုထားတာတွေ့ရတယ်ပရမကျမ်းစာမှာဆိုလို့ရှိရင်ဘုရားနဲ့လူရဲ့ဆက်ဆံရေးအခြေအနေကိုဒီလက်ထက်မဲ့အမျိုးသမီးလေးတယောက်ကိုငငယ်ထဲကကြီးထားပြီးတော့မွေးထားပြီးတော့ထားပြီးတော့ပြင်ဆင်ထားပြီးတော့အဲ့အမျိုးသမီးလာဖောက်ပြန်သွားပြီမဲ့အဲ့လူကမဖျောက်ပြန်ဘူးဆိုတဲ့အခြေအနေမျိုးလေးနဲ့ဖျားနဲ့လူကြောက်ရေးထားဒီနေ့ကျမ်းစာမှာတော့ဒီနေ့အင်္ဂလိပ်တရားတော်မှာဖျားရှင်ကလက်ထက်ခြင်းကြောင့်ဒီကျမ်းချက်ကမင်္ဂလာဆောင်မှာကျွန်တော်အကုန်ကြားနေရကြားဖို့လေကျွန်တော်ရဲ့ကက်သလစ်ခရစ်ယာန်မှာမင်္ဂလာဆောင်မယ်ဆိုရင်ဆောင်ပြီးလို့ရှိရင် sorry ပရိညင်ပြုတာဘုရားရှိလူရှိမှာပရိညင်ပြုတစ္ဆာပြုပေါက်ဖြစ်လို့မရအောင်ကွဲကွာလို့မရအောင်လူတွေကအမျိုးမျိုးအကြောင်းမျိုးကြောင့်ဟောလို့တကယ်တော့ဒါပရိညင်ပြုတာဖောက်ဖြစ်လို့မရဘူးကွဲကွာလို့မရဘူးနှုတ်တဲ့တတရရှိရမယ်ဆိုတာဒါဒီကျမ်းချက်ကတွန်းနေချက်အဲ့ပဲဒီပို့လို့ထူဆိုင်အဲ့ကျမ်းချက်ပြီးအနောက်မှာဆက်ပြီးတော့ကျမ်း၃ပိုက်ပေါ့အဲ့ရကျွန်တော်တို့အထူးဆန်းဖြစ်တယ်ဘာလဲဆိုရင်ဘုရားရှင်ဖော်ပြသွားတဲ့လောကမှာကညာ၃ကညာပေါ့နော်ဟုတ်ပေါ့ကညာစင်ပြောပါမို့၃မျိုး၃စားရှိတယ်ဆိုတာဒီမှာသုံးတဲ့ unique လို့သုံးတယ်အချောက်မဟုတ်ဘူးနော်ကညာစင်ပုတ်သွားတယ်ဘာဖြစ်လို့ဆိုရင်ဒီမှာ၃မျိုး၃စားပရမတ်တစ်မျိုးကမွေးရပါကညာလေးဘလို့မှအိမ်အောင်ပြုဖို့ဆမ်းရှိနောက်တစ်ခုကလူတွေလုပ်တဲ့ကညာဘာဖြစ်လို့အရင်ခေတ်ကဆိုလို့ရှိရင်သိပါတယ်နော်ဘီရင်ဒီသူတွေမြို့သမီးတွေမိဖုရားမိဟိုမောင်မတ်ဟိုအများကြီးထားတယ်ယူထားတော့ဒီမိဖုရားတွေကြည့်ဖို့ကမိန်းကလေးလည်းမဖြစ်ဘူးဆိုတော့ယောက်ျားလေးတွေငှားတယ်ယောက်ျားလေးနဲ့ထားတော့လေမဖြစ်တော့ဘာလဲအဲ့ယောက်ျားတွေစောက်မဲ့ယောက်ျားသင်္ကုတ်ကဒါလူလုတ်တဲ့ကညာလို့ခေါ်တယ်နောက်တစ်ခုကတော့ဖះအတွက်အများအတွက်ကိုယ့်ဘဝကိုအိမ်အောင်ပြုလို့ရတယ်တော်တော်မလုပ်ဘူးဘဝကိုဖះအတွက်ပေးဆက်မယ်ဆိုပြီးတော့လုပ်တဲ့ကညာတစ်မျိုး၃မျိုး၃စားရှိတော့ဖះရှင်းပြဒါပေမဲ့ဖះဘယ်တော့မှအတင်းကျပ်မလုပ်ဒါလူတွေရဲ့ဆန္ဒခံစားချက်တွေဖြစ်တဲ့ကြောင့်မို့ဒီဥစ္စာဒါလှုပ်နိုင်တာခဲရင်နဲ့လက်ခံနိုင်လူပဲလက်ခံမှာဆိုတော့ပြောတယ်ဒါလေးကထူးခြားတဲ့ကြံချက်ဖြစ်တယ်ဒီနေရာမှာဒီနေ့အင်္ဂလိပ်တရားတော်မှာဖာရိစုနဲ့ကျမ်းသက်ဆယ်ဘုရားရှင်အကောက်ချက်မျိုးယောက်ျားနဲ့မိန်းမခွဲလို့ရတာအဲ့လိုပြတယ်ဘုရားမရဘူးဘာကြောင့်လဲဘုရားကပေါင်းဖက်ထားတဲ့အရာဒီနေ့အဖြစ်ဘုရားရှင်မှာပရိညင်ပြုတာ covenant ပြုတာသစ္စာပြုတာခွဲလို့မရအောင်ဒါကြောင့်မလို့ပရမကျမ်းစာမှာလည်းအဲ့လိုပုံပရိညင်လောက်ထားတာနော်ဒီကမ္မလေးကိုအခြေအနေရဘယ်လိုလဲဆိုလို့ရှိရင်မွေးပြီးတော့ပစ်ထားတဲ့ပုံစံပေါ့အဲ့ရကြည့်မဲ့လူမရှိသူဘယ်လောက်ထိပြောဆိုရင်ကြက်ကြိုးဖြတ်မဲ့လူတော့မရှိတယ်လည်းနေနေပြောအဲ့ဒီအခြေအနေလေးခါတဲ့အဲ့ဒီဟိုယူရပြူစုပြီးတော့ကျွေးမွေးပါတယ်အဝိစာတွေဆင်းရင်ကျွေးမွေးတာဘယင်မလို့ဖြစ်လာသူ့ရဲ့အလှကခါတဲ့ချစ်မွန်းလောင်ဖြစ်လာအဲ့ချိန်မှာဘာဖြစ်လဲအဲ့အမျိုးသမီးကဖောက်ပြန်တယ်ဒီမကောင်းတဲ့အမျိုးသမီးတယောက်လိုဖြစ်သွားဒါပေမဲ့ဖះဘာပြောလဲဟိုအဲ့မရေးထားတာဒါပေမဲ့ငါမင်းနဲ့ပြုတ်ထားတဲ့ဂတိကြောင့်မင်းငါဆက်ရှုံးမှာပဲ
မကွဲဘူးမခွဲခွာဘူးပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီဥစ္စာတွေတိတ်ထားဖို့လို့တယ်ဖះနဲ့လူဆက်ဆံအဲ့လိုဖះတော့အမြဲတမ်းဂတိ covenant လုပ်တယ်ပရိညင်လုပ်တာဟိုးဒီကဘာဦးချမ်းနေလိုက်ကြည့်ငါတမဟောင်းချမ်းနေကြည့် covenant တွေလုပ်တာဒါကြောင့်မလို့ကျွန်တော်တို့တွေနေ့စဉ်ဘဝတည်းမှာဖះနဲ့ covenant ပရိညင်လေးဒီနေ့တနေ့တာပေါ့ဒီနေ့တနေ့တာကိုတော့တပည့်တော်မှဒီမကောင်းမှုတွေဆောင်ရင်ကြည့်မယ်ပရိညင်လောက်ပါဂရိတစ္ဆာပြုပါတယ်အဲ့ပြုလို့ရှိရင်ခွဲခွာလို့မရအောင်မခွဲခွာစေအောင်စောင့်ထိန်ရမယ်စောင့်တဲ့ဘလို့ပဲနှောက်ယှက်ခြင်းတွေဆွဲဆောင်မှုတွေကြုံမှစေစောင့်ထိန်နေအောင်ကြိုးစားအဲ့ဒါဆိုရင်ဘုရားကကျွန်တော်တွေကိုလိုရတဲ့ကျေးဇူးအများကြီးပေးမှာlesson ပေးမှာကိုလည်းတောင်းမိတိုးတယ်ဒါကြောင့်မလို့အိမ်တော်တွေကြည့်တယောက်နဲ့တယောက်ချစ်လို့ယူတာဖြစ်စေမိဘပေးစားလို့ယူတာပဲဖြစ်စေကျွန်တော်ခရိယန်တဏ္ဍာရဲ့ကက်သလစ်သူပြင်ကက်သလစ်ရဲ့တုန်နေချက်မှာဖះရှင်မှာပရိညင်ပြုတာတစ္ဆာပြုတာလူဟာနော်ဘလူမှမပြည့်စုံကျွန်တော်ပရမတော့ချစ်လို့ကြိုက်လို့နောက်တဖြည်းဖြည်းနဲ့ဒီလူနဲ့မပေါင်းတာနဲ့တစ်ချိန်လုံးမဆိုရင်အပြစ်တွေမြင်လာပြီစိတ်ကုန်လာပြီပေါင်းခြင်းကွဲခြင်းပါလွတ်လို့မရဘူးဟုတ်လားပရိညင်ပြုထားတာတချို့ကပရိညင်တွေသစ္စာဖောက်တယ်မလုပ်ရဘူးအဲ့လိုလုပ်လို့ရှိရင်ဘုဘဝကမငြိမ်းချမ်းဘူးဒါကြောင့်မို့ပရိညင်ဆိုတဲ့ဥစ္စာလဲတတိထားတော့ဒီနေ့ကိုကြောင့်ကိုအသိဆုံးမယ်ဘုရားနဲ့ပရိညင်ပြုပါဘုရားကတော့သူပြုတဲ့ပရိညင်ဘယ်တော့မှမဖောက်ဖြစ်ဘူးသစ္စာရှိတယ်ကျွန်တော်တို့ကသစ္စာမရှိတာဒါမှမဟုတ်သစ္စာရှိတဲ့ပရိညင်ကိုစောက်ရှောက်တဲ့သူများဖြစ်နေအောင်ကြိုးစားကြဆိုဒီနေ့တနေ့မှာပါရမီတစ်ခုပြုပြီးတော့ဘုရားနဲ့ပရိကိုတော့ဒီဥစ္စာလုပ်ပေးမယ်ကျေးဇူးပေးပါဒါကိုစောက်ထိန်မယ်ကာကွယ်မယ်စောက်ရှောက်မယ်ကျေးဇူးပေးပါဘုရားနဲ့ပရိညင်ပြုပြီးတော့ပရိညင်ကိုခိုင်ခန့်တဲ့သူများဖြစ်နေအောင်ကြိုးစားကြစို့